ဘာသာထေရ channel ကို subscribe လေးနှုတ်ထားပြီးတရားအသစ်များကိုနာယူပွားများနိုင်ကြပါစေတရားချစ်ခင်သူတော်စင်အပေါင်းတို့တွေလူချင်းလူခင်ပေါ်များကြပါစေခြင်းအကျိုးငါ၎င်းကျမ်းမာချမ်းသာကြပါစေခြင်းအကျိုးငါ၎င်းစီးပွားလက်လာပါများတိုးပွားနိုင်ကြပါစေခြင်းအကျိုးငါ၎င်းရှင်တန်တမှုအာယုံပြုလို့မေတ္တာကရုဏာရှိထားကဖြင့်စေတော်မူဘုရားဂါထာတော်ကို29ခေါက်ရွတ်ဖတ်ပူဇော်ပေးမှာဖြစ်ပါတယ်။ကကုတံတောကောနာကမနောကတ္တဘောဂေါတမောမုနိစေထဆေတော်မူမြတ်စွာဘုရားမေတ္တယောပြင်စာဗုဒ္ဓတေတိတိမေတံတုတပ္ပတာဣတိတံအာနုဘဝေနရခာဒေဝမဟိတိကာတပိဒုခိတဝန္တုမေတ္တသဟာယကာသကုတံတောကောနာကမနောကတ္တဘောဂေါတမောမုနိစေထဆေတော်မူမြတ်စွာဘုရားမေတ္တယောပြင်စာဗုဒ္ဓတေတိတိမေတံတုတပ္ပတာဣတိတံအာနုဘဝေနရခာဒေဝမဟိတိကာတပိဒုခိတဝန္တုမေတ္တသဟာယကာကကုတံတောကောနာကမနောကတ္တဘောဂေါတမောမုနိစေထဆေတော်မူမြတ်စွာဘုရားမေတ္တယောပင်စဗုဒ္ဓတေတိတိမေတံတုတပ္ပတာဣတိတံအာနုဘဝေနရခာဒေဝမဟိတိကာတပိဒုခိတဝန္တုမေတ္တသဟာယကာကာကုတံတောကောနာကမနောကတ္တဘောဂေါတမောမုနိစေထဆေတော်မူမြတ်စွာဘုရားမေတ္တယောပင်စာဗုဒ္ဓတေတိတိမေတံတုတပ္ပတာဣတိတံအာနုဘဝေနရခာဒေဝမဟိတိကာတပိဒုခိတဝန္တုမေတ္တသဟာယကာကာကုတံတောကောနာကမနောကတ္တဘောဂေါတမောမုနိစေထဆေတော်မူမြတ်စွာဘုရားမေတ္တယောပင်စာဗုဒ္ဓတေတိတိမေတံတုတပ္ပတာဣတိတံအာနုဘဝေနရခာဒေဝမဟိတိကာတပိဒုခိတဝန္တုမေတ္တသဟာယကာကကုတံတောကောနာကမနောကတ္တဘောဂေါတမောမုနိစေထဆေတော်မူမြတ်စွာဘုရားမေတ္တယောပြင်စာဗုဒ္ဓတေတိတိမေတံတုတပ္ပတာဣတိတံအာနုဘဝေနရခာဒေဝမဟိတိကာတပိဒုခိတဝန္တုမေတ္တသဟာယကာကာကုတံတောကောနာကမနောကတ္တဘောဂေါတမောမုနိစေထဆေတော်မူမြတ်စွာဘုရားမေတ္တယောပင်စာဗုဒ္ဓတေတိတိမေတံတုတပ္ပတာဣတိတံအာနုဘဝေနရခာဒေဝမဟိတိကာတပိဒုခိတဝန္တုမေတ္တသဟာယကာကကုတံတောကောနာကမနောကတ္တဘောဂေါတမောမုနိစေထဆေတော်မူမြတ်စွာဘုရားမေတ္တယောပင်စာဗုဒ္ဓတေတိတိမေတံတုတပ္ပတာဣတိတံအာနုဘဝေနရခာဒေဝမဟိတိကာတပိဒုခိတဝန္တုမေတ္တသဟာယကာကကုတံတောကောနာကမနောကတ္တဘောဂေါတမောမုနိစေထဆေတော်မူမြတ်စွာဘုရားမေတ္တယောပင်စာဗုဒ္ဓတေတိတိမေတံတုတပ္ပတာဣတိတံအာနုဘဝေနရ
ခာဒေဝမဟိတိကတဗ္ဗေဒုက္ခိတဝန္တုမေတ္တာသဟာယကကကုတံတောကောနာကမနောကတ္တဘောကောဓမောမုနိစေထဆေရမူမြတ်စွာဘုရားမေတ္တေယောပင်စဗုဒ္ဓတေတိတိမေတံတုသဗ္ဗတာဣတိတံအနုဘာဝေနရခာဒေဝမဟိတိကတဗ္ဗေဒုက္ခိတဝန္တုမေတ္တာသဟာယကကာကုတံတောကောနာကမနောကတ္တဘောကောဓမောမုနိစေထဆေရမူမြတ်စွာဘုရားမေတ္တေယောပင်စဗုဒ္ဓတေတိတိမေတံတုသဗ္ဗတာဣတိတံအနုဘာဝေနရခာဒေဝမဟိတိကတဗ္ဗေဒုက္ခိတဝန္တုမေတ္တာသဟာယကကာကုတံတောကောနာကမနောကတ္တဘောကောဓမောမုနိစေထဆေရမူမြတ်စွာဘုရားမေတ္တေယောပင်စဗုဒ္ဓတေတိတိမေတံတုသဗ္ဗတာဣတိတံအနုဘာဝေနရခာဒေဝမဟိတိကတဗ္ဗေဒုက္ခိတဝန္တုမေတ္တာသဟာယကကာကုတံတောကောနာကမနောကတ္တဘောကောဓမောမုနိစေထဆေရမူမြတ်စွာဘုရားမေတ္တေယောပင်စဗုဒ္ဓတေတိတိမေတံတုသဗ္ဗတာဣတိတံအနုဘာဝေနရခာဒေဝမဟိတိကတဗ္ဗေဒုက္ခိတဝန္တုမေတ္တာသဟာယကကာကုတံတောကောနာကမနောကတ္တဘောကောဓမောမုနိစေထဆေရမူမြတ်စွာဘုရားမေတ္တေယောပင်စဗုဒ္ဓတေတိတိမေတံတုသဗ္ဗတာဣတိတံအနုဘာဝေနရခာဒေဝမဟိတိကတဗ္ဗေဒုက္ခိတဝန္တုမေတ္တာသဟာယကကာကုတံတောကောနာကမနောကတ္တဘောကောဓမောမုနိစေထဆေရမူမြတ်စွာဘုရားမေတ္တေယောပင်စဗုဒ္ဓတေတိတိမေတံတုသဗ္ဗတာဣတိတံအနုဘာဝေနရခာဒေဝမဟိတိကတဗ္ဗေဒုက္ခိတဝန္တုမေတ္တာသဟာယကကာကုတံတောကောနာကမနောကတ္တဘောကောဓမောမုနိစေထဆေရမူမြတ်စွာဘုရားမေတ္တေယောပင်စဗုဒ္ဓတေတိတိမေတံတုသဗ္ဗတာဣတိတံအနုဘာဝေနရခာဒေဝမဟိတိကတဗ္ဗေဒုက္ခိတဝန္တုမေတ္တာသဟာယကကာကုတံတောကောနာကမနောကတ္တဘောကောဓမောမုနိစေထဆေရမူမြတ်စွာဘုရားမေတ္တေယောပင်စဗုဒ္ဓတေတိတိမေတံတုသဗ္ဗတာဣတိတံအနုဘာဝေနရခာဒေဝမဟိတိကတဗ္ဗေဒုက္ခိတဝန္တုမေတ္တာသဟာယကကာကုတံတောကောနာကမနောကတ္တဘောကောဓမောမုနိစေထဆေရမူမြတ်စွာဘုရားမေတ္တေယောပင်စဗုဒ္ဓတေတိတိမေတံတုသဗ္ဗတာဣတိတံအနုဘာဝေနရခာဒေဝမဟိတိကတဗ္ဗေဒုက္ခိတဝန္တုမေတ္တာသဟာယကကာကုတံတောကောနာကမနောကတ္တဘောကောဓမောမုနိစေထဆေရမူမြတ်စွာဘုရားမေတ္တေယောပင်စဗုဒ္ဓတေတိတိမေတံတုသဗ္ဗတာဣတိတံအနုဘာဝေနရခာဒေဝမဟိတိကတဗ္ဗေဒုက္ခိတဝန္တုမေတ္တာသဟာယက
ကာကုတံတောကောနာကမနောကတဘောကောဓမောမုနိစေထဆေတော်မူမြတ်စွာဘုရားမေတ္တယောပင်စာဗုဒ္ဓတေတိတိမေတ္တံတုတပ္ပတံဣတိတံအနုဘဝေနရခာတိဝမဟိတိကာတပေတုခိတံဝန္တုမေတ္တသဟာယကကကုတံတောကောနာကမနောကတ္တဘောဂေါတမောမုနိစေထဆေတော်မူမြတ်စွာဘုရားမေတ္တယောပင်စာဗုဒ္ဓတေတိတိမေတ္တံတုတပ္ပတံဣတိတံအနုဘဝေနရခာတိဝမဟိတိကာတပေတုခိတဝန္တုမေတ္တသဟာယကကကုတံတောကောနာကမနောကတ္တဘောဂေါတမောမုနိစေထဆေတော်မူမြတ်စွာဘုရားမေတ္တယောပင်စဗုဒ္ဓတေတိတိမေတ္တံတုတပ္ပတံဣတိတံအနုဘဝေနရခာတိဝမဟိတိကာတပေတုခိတဝန္တုမေတ္တသဟာယကကာကုတံတောကောနာကမနောကတ္တဘောဂေါတမောမုနိစေထဆေတော်မူမြတ်စွာဘုရားမေတ္တယောပင်စာဗုဒ္ဓတေတိတိမေတ္တံတုတပ္ပတံဣတိတံအနုဘဝေနရခာတိဝမဟိတိကာတပေတုခိတဝန္တုမေတ္တသဟာယကကာကုတံတောကောနာကမနောကတ္တဘောဂေါတမောမုနိစေထဆေတော်မူမြတ်စွာဘုရားမေတ္တယောပင်စာဗုဒ္ဓတေတိတိမေတ္တံတုတပ္ပတံဣတိတံအနုဘဝေနရခာတိဝမဟိတိကာတပေတုခိတဝန္တုမေတ္တသဟာယကကာကုတံတောကောနာကမနောကတ္တဘောဂေါတမောမုနိစေထဆေတော်မူမြတ်စွာဘုရားမေတ္တယောပင်စဗုဒ္ဓတေတိတိမေတ္တံတုတပ္ပတံဣတိတံအနုဘဝေနရခာတိဝမဟိတိကာတပေတုခိတဝန္တုမေတ္တသဟာယကကာကုတံတောကောနာကမနောကတ္တဘောဂေါတမောမုနိစေထဆေတော်မူမြတ်စွာဘုရားမေတ္တယောပင်စာဗုဒ္ဓတေတိတိမေတ္တံတုတပ္ပတံဣတိတံအနုဘဝေနရခာတိဝမဟိတိကာတပေတုခိတဝန္တုမေတ္တသဟာယကစေတော်မူကာထာကိုနေ့စဉ်29ခေါက်ရွတ်ပတ်ပူဇော်ပေးကြရပါမည်သူတို့ရွတ်ပတ်ပူဇော်ကြတဲ့ဖြင့်လူချစ်လူခင်ပေါ်များခြင်းအခက်ခဲများမှာကံစေတော်မူခြင်းကျမ်းမာချမ်းသာခြင်းယံလူမျိုး၅ပါးမှကင်းဝေးခြင်းပြောဆိုစကားအောင်မြင်ခြင်းလက်လာပါပေါ်များခြင်းချီးပေါက်ခြင်းအစရှိသောကောင်းကျိုးချမ်းသာအဖျားဖျားတို့ကိုရရှိနိုင်ကြမည်ဖြစ်ပါသည်